Hello အားလုံးမင်္ဂလာပါဒါလိုပဲနေပြန်ဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ဒါဇာသမအဝေမဟုတ်ဘဲနဲ့အယောင်ဘက်တွေလဲဒါဒီနေ့တက်လာခဲ့တယ်ပေါ့နော်အဲ့ဒါတော့ကျွန်တော်တို့ဒါပြောမှဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ carry track ဇာသမတယောက်ဖြစ်တဲ့ဂါတိဂျုံနဲ့ပတ်သက်ပြီးတော့ဒါဒီနေ့ဒါ athletic ရဲ့ Italy သတင်းထောက်တယောက်ကဖော်ပြထားတယ်အဲ့ဒါကတော့ဒါ Inter Milan အသင်းက Liverpool အသင်းရဲ့ဒါဂါတိဂျုံဇာသမကိုနော်ယူရို35သန်းနဲ့ပြီးတော့ကန်လန်းမှုအတွက်ပြင်ဆင်နေတယ်ဆိုပြီးတော့ဒါဒီနေ့ report တွေကသိရတယ်အဲ့တော့ပြောမှဆိုလို့ရှိရင်ဒီဇာသမကကျွန်တော်တို့ပြီးခဲ့တဲ့ရာသီကျွန်တော်ဆုံးပိုင်းလောက်တည်းကထွက်ဖို့အတွက်အတော်လေးပြင်ဆင်ခဲ့တဲ့ဇာသမတယောက်ဒါအာနီဆိုလက်ထက်တည်းကဒါပြောမှဆိုလို့ရှိရင်အတိအကျပြောမှဆိုအာနီဆိုလက်ထက်လောက်တည်းကကျွန်တော်တို့ကပြောမှဆိုလို့ရှိရင်ဒီဇာသမထွက်ဖို့ပြင်ဆင်နေတာသောက်တန်အားဖြင့်လည်းကျွန်တော်တစ်နှစ်ပဲကြံတော့တယ်ပြီးတော့ပြောမှဆိုလို့ရှိရင်ဒီဇာသမကပြောမှဆိုလို့ရှိရင်အင်တာမီလန်နဲ့ကျွန်တော်တို့တဘောတူညီမှုတွေပါလေရရှိသွားတယ်ဆိုပြီးတော့လေဒါကောလာဟာလာတွေရူမာတွေတောက်လျှောက်တက်လာခဲ့တယ်ဒါပေမဲ့ဒါပြောမယ်ဆိုပြီးတော့လေကျွန်တော်ပြန်ငြိမ်သွားတယ်အပြောင်းရွှေ့ဒီတောက်လျှောက်မှာကျွန်တော်ပြန်ငြိမ်သွားခဲ့ပြီးတော့ကျွန်တော်တို့ဝက်ဆန်နဲ့ပွဲတစ်ပွဲကျွန်တော်ပြီးခဲ့တဲ့ဘက်ကကန်တဲ့ပွဲမှာဒါပြောမှဆိုလို့လီဗာပူးတင်းကဒါ1-0ဆိုတဲ့ရတဲ့နိုင်ရရှိခဲ့တယ်အဲ့ဒီပွဲမှာဒါပြောမှဆိုလို့ရှိရင်ကတ်တီဂျုံရေဒိုမနစ်ဆိုဘိုစလိုင်းရေကျွန်တော်တို့ပြီးတော့ဒါစီမီကက်ရေ3ယောက်ဒါပြဿနာတက်တဲ့ဗီဒီယိုကြီးကျွန်တော်တို့ဒါတက်လာကြီးရတောက်လျှောက်ဘာကြောင့်တက်တာလဲဆိုတော့ဒီဒီကြမသိရသေးဘူးပေါ့နော်ဘယ်လိုမှလည်းဒီမသိရသေးဘူးဒါပေမဲ့ပြဿနာကတော့တော်လေးကိုကြီးတဲ့ပုံစံတော့မြင်ရတယ်ပေါ့နော်အဲ့တော့ပြောမှဆိုလို့ရှိရင်ဒီလိုမျိုးပြဿနာကြီးဖြစ်လာတယ်တချို့ကစားဒီကျွန်တော်ပြည်သက်တွေကဆိုလို့ရှိရင်ဒီသမားကိုရောင်းချဖို့အတွက်ပြောဆိုနေတဲ့သူတွေလည်းအများပြတွေ့ရတယ်ပေါ့နော်အဲ့တော့ပြောမှဆိုလို့ရှိရင်အသက်အရွယ်အဖြစ်တော့အကောင်းဆုံးခြေအနေမှာရှိတယ်ဒါပေါ်တက်ခွင့်ရဖို့အတွက်ကျွန်တော်တို့အမခံချက်ကျွန်တော်မပေးနိုင်တော့တဲ့အခြေအနေမှာရှိရဘာလို့ဆိုလက်ရှိမျိုးနေတော့ပေါ့ဆိုလို့ရှိရင်တော်တော်လေးကောင်းလာတယ်ပြီးတော့မာကာရှိမယ် grand vet ရှိမယ် donut sobo slide ရှိမယ် freudian fit ရှိမယ်အဲ့တော့သူ့အနေနဲ့ကဒါ second choice တော့ပဲဖြစ်တာဖြစ်တဲ့အတွက်သူ့အနေကတော့အတင်းကထွက်ချင်တယ်သူ့ရဲ့အကောင်းဆုံးအခြေအနေသူ့ရဲ့အကောင်းဆုံးပုံစံကိုပြသချင်တာဖြစ်တယ်အတင်းကထွက်ကချင်တာကျွန်တော်နားလေတယ်ဒါပေမဲ့လီဗာပူးတင်းကလည်းသူ့ကိုဆောက်တန်တစ်နှစ်ပဲကြံတော့ဒီတိုင်အောင်တန်ကြီးအဖြစ်နော်ယူရိုတန်း40လောက်လိုချင်တယ်ဒါပေမဲ့လက်ရှိမှာအင်တာမီလန်ကယူရို35သန်းလောက်နဲ့တကယ်သာကန်လန်းလာမယ်ဆိုလို့ရှိရင်ကျွန်တော်အဲ့လိုနေပါပေါင်းလိုက်မယ်ဆိုလို့ရှိရင်တော့လီဗာပူးတင်းလိုချင်တဲ့ပမာဏလောက်တော့ဖြစ်လာပြီဒါပေမဲ့ပြောမှဆိုလို့ရှိရင်အပြောင်းရွှေ့ဆိုင်ကိစ္စကနည်းနည်းလေးတော့နီးကပ်လာတဲ့အခြေအနေမှာရှိလာတယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ညီကိုရင်းအောင်ဘယ်လိုမြင်ကြလဲဒီကာတစ်ဂျုံရောင်းချခြင်းလားရောင်းသိတယ်လို့မြင်ကြတယ်အဲ့နဲ့ပတ်သက်ပြီးကွန်မန့်ဝင်စလို့ရပါတယ်ဒီဗီဒီယိုလေးကိုသဘောကျလိုက်ဖို့လို့ပြောလို့မြင်နိုင်ခဲ့ကြပါတယ် YouTube ကကြည့်တဲ့ညီကိုရင်းလည်း subscribe လုပ်ပြီးမြင်နိုင်ခဲ့ကြပါတယ်အားလုံးကျေးဇူးများတင်ပါတယ်